ဟလာဟမ်တိတ်ပြီးလာကျင်ဟလာဟဲ့တော့စားကြည့်မှာနှစ်ခေါက်ရှောက်ပြန်တယ်ဒီစမ်းမှာအော်မအဲ့ဒါပဲနော်နေတော့မိမတွေငါမကြိုက်တာအဲ့ဒါပဲကြီးလို့မရတာဟုတ်ဒီမှာဘာလို့လဲဒီမှာအတူအပြက်တွေကိုမမြင်မြန်ဝတ်တယ်နော်ဟောပြီးတော့ငါတို့ယောက်ျားတွေကကြီးရောအဲ့ဘာလို့လဲဟမ်နောက်လည်းရှိသေးတယ်ဒီမှာစကတ်အတူလေးနဲ့ဝတ်တဲ့ကောင်မလေးလေမထိုင်တော့ဒီလိုထိုင်နေမကြည့်ကြည့်အောင်လို့ဟောငါတို့ယောက်ျားတွေကကြီးရောမှအဲ့ဘာလို့လဲဒီမှာအသားတွေကမပြချင်လဲဝတ်မလာပါနဲ့လားအဲ့ဒါလေငါတို့ယောက်ျားလေးတို့စော်ကားတာမှတ်တာငါတို့ရဲ့ပဲအဲ့တနေ့တော့ကိုယ့်အပြီးစိုက်ကြည့်နေသလိုပဲဟဲ့ဒီမှာငါတို့ကလေအလှပြကျင်လို့လှပြတဲ့နေရာလှရဲ့နေရာကိုအလှပြတာနော်အဲ့ဒါကိုကြည့်တဲ့အဲ့လိုတနာယူယောက်ျားတွေကလေလှတာကိုကြည့်ုံနေမကဘူးတနာခင်းနဲ့ကြည့်လို့မတတာတော့ဖုံးတာဟေးဖုံးတာဘာဖြစ်လဲဟဲ့ဒီမှာအဲ့ဆိုရင်တော့လေအဲ့ဒီအဝေစားလို့နေချိတ်တာမဟုတ်ပဲနော်အေးချိတ်တာကီးလီတာကုန်ခန်းနေတဲ့သူတွေကတော့ဟာမြင်နေလို့ပဲကီးလီတာကိုဖြတ်နိုင်တယ်ငါတို့အပြင်ကီးလီတာမကုန်တဲ့ယောက်ျားကြတော့အဲ့လိုမဟုတ်ဘူးနော်အေးကြည့်ပါပဲအေးကြည့်တော့လှတယ်လှတော့လိုချင်တော့ပိုင်ဆိုင်ခြင်းနဲ့ဒါပဲနော်အဲ့ဒါငါတို့လည်းမဟုတ်ဘူးအပြင်မှာရှိတဲ့ယောက်ျားတွေအားလုံးပဲနော်